ဘုန်းကြီးအခုပြောချင်တဲ့ခေါင်းစဉ်လေးကတော့ငါလောက်တော်လို့လားဆိုတဲ့စိတ်ဆိုတဲ့ခေါင်းစဉ်လေးပါလူတွေမှာမာနဆိုတာရှိတယ်အဲ့ဒီမာနစိတ်ကြောင့်တော်တဲ့သူတွေကိုအထင်မကြီးတတ်တဲ့စိတ်တွေဖြစ်လာတတ်တယ်တော်ပါပြီဟဲ့ဆိုရင်လည်းပဲငါလောက်တော်လို့လားဆိုတဲ့စိတ်မျိုးဖြစ်တတ်ကြအဲ့ဒီစိတ်တွေအမှန်တော့ကိုယ့်ကိုပြန်ပြီးတော့အန္တရာယ်ပေးနေတော့စိတ်နဲ့စိတ်ထားမျိုးပါပဲဒီစိတ်ထားမျိုးကမထားကောင်းဘူးတော့ဘုန်းကြီးတို့လည်းအဲ့လိုစိတ်ထားမျိုးဘယ်တော့မှမထားဘူးသူတော်တယ်ဆိုရင်တော်ဘုန်းကြီးတို့ငငယ်တုန်းကကျောင်းတုန်းကဆိုလို့ရှိရင်ဒါလူတွေကျောင်းသားတွေအချင်းချင်းကိုယ်တွေတငယ်ချင်းတွေအချင်းချင်းတယောက်နဲ့တယောက်နဲ့ဘယ်သူမှမနာလို့မဖြစ်ဘူးသူညံနဲ့ကိုညံလည်းပဲမတူကြဘူးသူကြိုးစားမှုကိုကြိုးစားမှုစသည်ဖြင့်ပေါ့အဲ့လိုကြိုးစားမှုအလျောက်သူတို့တော်တဲ့နေရာတွေမှာတော်နေကြတာပဲကိုယ်လည်းတော်တဲ့နေရာမှာတော်နေကြတာပဲတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ကထိတ်မှရောက်နေလို့လည်းဘဝင်မမြင်ဘူးကိုယ်ထက်သူများပါလို့လည်းပဲမနာလို့မဖြစ်ဘူးပူလောင်စရာတွေပဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်နားလည်းပြီးတယ်ခွန်းလို့ဆရာမလို့ပါဘူးနားလည်းပြီးတယ်ပြီးတော့ဝမ်းသာပြီးတယ်ဒီလိုပုံစံမျိုးနဲ့ပဲနေကြတာသမုဒ္ဒရာရေကိုတယောက်တည်းတောက်လို့မရဘူးဆိုတဲ့အမှန်တရားရှိတယ်ဒီအမှန်တရားကိုအမြဲတမ်းလက်ခံတာနေပယ်ကြီးအကျယ်ကြီးပဲမှာဆိုမျိုးတစ်မျိုးမှာဆိုလို့ရှိရင်လည်းနေပယ်တွေအများကြီးအကုန်လုံးနေပယ်အကုန်လုံးကိုလိုက်ပြီးတော့ကျင်လည်နိုင်တာလည်းမဟုတ်ဘူးကိုမှကိုပြိတ္တနဲ့ကိုတိုင်ဝိုင်းနဲ့ကိုတငယ်ချင်းနဲ့ကိုသူမှလည်းသူပြိတ္တနဲ့သူတိုင်ဝိုင်းနဲ့သူတငယ်ချင်းနဲ့သူဘဝတွေကကိုစီရက်တည်နေကြတာသူအချမ်းရံနဲ့သူကိုအချမ်းရံနဲ့ကိုမနာလိုစရာကိုမရှိတာမနာလိုနေလို့လေဘာမှလည်းခြေလန်းတလန်းလန်းမိတာလည်းမဟုတ်ဘူးအောင်မြင်မှုတစ်ခုရပါတာလည်းမဟုတ်ဘူးမနာလိုခြင်းကိုမရှိပဲနဲ့ကိုယ့်ဘာသာကိုဒီထက်ပိုပြီးတော့အားကြတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပဲကြိုးစားနေရမှာကိုကြိုးစားနေတဲ့ညကာလပတ်လုံးကိုယ့်ရဲ့ရည်တည်မှုဆိုတာရှိနေမှာပဲကိုကြိုးစားမှုမရှိတော့ရင်တော့ကိုယ့်ရည်တည်မှုဆိုတာပျောက်သွားမှာပဲနောက်ကာလတွေဆိုတာလည်းတည်ငါးတွေကကြာတဲ့အတွက်ကြောင့်အောင်မြင်မှုဆိုတဲ့အတိုင်းအတာဆိုတာလည်းတစ်သလုံးအထိဆွဲသွားနိုင်ဖို့ဆိုတာကဒါကခက်ခဲသောအရာအဲ့တော့ကိုရတဲ့အခွင့်အရေးလေးမှာပဲအကောင်းဆုံးလုပ်ကိုအတွက်အခါမရှိတော့ဘူးဆိုရင်လည်းတခြားရှိသောအရာလေးတွေနဲ့ပဲအေးချမ်းစွာနေပါအလုံးလုံးနေတော့လည်းအေးချမ်းစွာနေနိုင်အောင်ကြိုးစားပါနောက်အလုံးမလုံးတော့ရင်လည်းအေးချမ်းစွာနေနိုင်အောင်ကြိုးစားပါဘလို့အချိန်မျိုးပါပဲမစိုးအေးလေးပဲနေနိုင်တဲ့စိတ်ဓာတ်မျိုးကိုမွေးအေးချမ်းလို့ရှိရင်ကိုမှမိတ်ဆွေလည်းပေါ်လာလိမ့်မယ်အေးချမ်းတဲ့သူတယောက်ကိုလူတွေချစ်ကြတယ်အေးစစ်စစ်နေတတ်တဲ့သူတယောက်ကိုလူတွေချစ်ကြချစ်တဲ့အနေအထားမျိုးလေးနဲ့နေလို့ရတယ်လို့နေပါလို့ပြောချင်တယ်အဲ့တော့သူများတွေတော်လို့လည်းပဲဘာလဲငါလောက်တော်လို့လားဒီကောင်ကငါလောက်တော်လို့လားသူကငါလောက်တော်လို့လားဆိုတဲ့စကားမျိုးလေးလည်းမပြောနဲ့အဲ့စိတ်ထားမျိုးလည်းမထားနဲ့အလကားပဲအဲ့လိုသွားပြောလိုက်လို့ရှိရင်အမုန်းတွေပွားတာပဲရှိတယ်အမုန်းမပွားစေနဲ့အေးချမ်းစွာနေကဘာသူကဘာသာအပေါင်းလဲအရေးချင်းရှိသူအားလုံးကိုဖေးမပေးနိုင်ကြပံ့ပိုးပေးနိုင်ကြပြီးတော့ညီညွတ်နေတဲ့အတိုင်းဝိုင်းကြီးဖြစ်သွားအောင်အေးချမ်းနေတဲ့အတိုင်းဝိုင်းကြီးဖြစ်သွားအောင်တော်သူတွေစုပေါင်းပြီးတော့ကောင်းကျိုးတစ်ခုခုဆောင်ရွက်နိုင်ကြအောင်ကြိုးစားပါလို့ပြောချင်ပါတယ်ကဘာသူကဘာသာအပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ